လူယုံမာကိုလက်စားချေဖို့အကောင်းဆုံးနည်းလမ်းကဘာလဲဘယ်လိုမျိုးလုပ်ကြံတက်ဖြတ်မလဲဆိုတာမင်းကိုပြောပြမယ်။မိန်းကလေးတစ်ယောက်ရဲ့အတင်းကျပ်ချင်းချောက်မှုကိုခံလိုက်ရတဲ့အခါယောက်ျားသားကအတိစိတ်မရှိတော့ဘဲတောင်းပန်နေရတော့တယ်။ဒါပေမဲ့အဲ့ဒီလူကအဲ့ဒီမိန်းကလေးကဘာတူလဲဆိုတာတော့မမှတ်မိတော့ဘူး။ဒါကမိန်းကလေးရဲ့စိတ်ထဲမှာရှိနေသေးတဲ့နောက်ဆုံးသနာစိတ်ကိုပါပျောက်ကွယ်သွားစေခဲ့တယ်။သူမလည်းသူမရှိကလူယုံမာကိုတနက်နဲ့ချိန်လိုက်တယ်။ဒါပေမဲ့ဒါကသူမရဲ့လက်စားချေမှုအစပဲရှိပါသေးတယ်။ဘာလို့လဲဆိုတော့အဲ့ဒီညကသူမကိုအနိုင်ကျင့်ခဲ့တဲ့လူယုံမာက3ယောက်ရှိလို့ပါ။ဂျီအွန်လည်းအသက်ကိုပဓာနမထားဘဲတုံ့ပြန်ခဲ့ပါသေးတယ်။ဒါပေမဲ့စိတ်တူသွားတဲ့လူယုံမာတွေကသူမကိုရိုက်နှက်ပြီးသတိလစ်သွားစေခဲ့တယ်။ပြီးတော့သူမရဲ့အဝတ်စားတွေကိုချွတ်လိုက်တဲ့လူမဆန်တဲ့ရက်စက်မှုတွေစတင်ခဲ့ပါတော့တယ်။ဖြစ်ပြီးနောက်ဂျီအွန်လည်းအာတင်ပြီးရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ရောက်လာခဲ့တယ်။ဒါပေမဲ့သူမရဲ့စိတ်တက်ကြပြီးမူးမူးဝေဝေဖြစ်နေတဲ့ပုံကိုမြင်တော့တာဝန်ကျရဲကအပေါ်ယံပဲစစ်ဆေးပြီးအမှုပြီးအောင်လုပ်ချင်နေခဲ့တယ်။ကြောက်လန့်နေတာရဲ့သူမရဲ့စကားထစ်တဲ့အကျင့်ရဲ့ကြောင့်ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းပြောပြဖို့ခက်ခဲနေခဲ့တယ်။အဲ့ဒီရဲကပိုပြီးစိတ်မရှိတော့ဘူး။ဂျီအွန်လည်းအခြေအနေကိုကြည့်ပြီးတုံတုံရင်ရင်နဲ့လက်ဆန့်လိုက်တယ်။လက်ထဲမှာသပင်အနှဲငယ်ပါလာတယ်။အဲ့ဒါကမင်းညကလူယုံမာတွေကတယောက်ရဲ့ခေါင်းကနေဆွဲနှုတ်လိုက်တာ။သူမကရဲတွေကိုအဲ့ဒါကိုစစ်ဆေးပြီးကျူးလွန်သူတွေကိုဖမ်းပေးစေခြင်းနဲ့ဒါပေမဲ့နဲ့စစ်ဆေးဖို့ကလုံထုံးလုံနည်းတွေကရှုပ်ထွေးတယ်လို့အဓိကကတော့ငွေကုန်ကြေးကြများလုံးလို့ပါ။အဲ့ဒီရဲကချက်ချင်းပဲအကြောင်းပြချက်ရှာပြီးအမှုလွဲဖို့ပြင်တော့တယ်။မျိုးသမီးရဲ့မေရောက်လာမှပဲလောက်ကြတာပေါ့။အရင်ဆုံးမင်းရဲ့မှတ်ပုံတင်နံပါတ်နဲ့လိပ်စာကိုရေးပေးလိုက်အောင်။ဂျီအွန်ဝတ်ထားတဲ့ဂျင်းပေါင်းမီကိုမြင်လိုက်တဲ့အခါအဲ့ဒီရဲကချက်ချင်းပဲသဘောထားပြောင်းသွားတယ်။သူကဂျင်းပေါင်းမီဆိုတာချွတ်ရတာလွဲမှာမဟုတ်ဘူးလို့ထင်တာလေ။ပြီးတော့ဂျီအွန်ကစကားထစ်ယုံပဲလေအတန်မထွက်နိုင်တာမှမဟုတ်တာ။အဲ့ဒီအချိန်တုန်းကအော်ဟစ်အကူအညီတောင်းလို့ရတာပဲကို။ဒါကြောင့်ဂျီအွန်ကတဝက်တစ်ပြက်သဘောတူပြီးခံစားနေတာပဲဖြစ်ရမယ်။ဒီလိုဆက်ဆုပ်ယုံရှာပွဲကောင်းတဲ့စကားတွေကဂျီအွန်ကိုနောက်တစ်ကြိမ်ထပ်ပြီးစော်ကားလိုက်တယ်လို့ဖြစ်သွားစေတယ်။တရားဥပဒေပေါ်မှာလည်းသူမအလွန်ကိုစိတ်ပြတ်သွားတယ်။ရဲကလည်းသူ့အထင်ကမှန်တယ်လို့ယူဆပြီးအားရကျေနပ်နေတယ်။ဂျီအွန်လည်းစိတ်သက်တွေကြပြီးအိမ်ပြန်ရောက်တဲ့အခါသူမရဲ့အိမ်ထဲမှာလူယုံမာတွေကတယောက်ရောက်နေတာကိုတွေ့ပြီးတုန်လှုပ်သွားတယ်။ဂျီအွန်လည်းနေရာမှာတင်ရက်ပြီးကြောင်သွားတယ်။အဲ့ဒီလူကမင်းညကဂျီအွန်ရဲ့နေထိုင်ခွင့်လက်မှတ်ကိုကောက်ရခဲ့တာ။ဒါပေမဲ့သူကအကောင်းနဲ့ပြန်ပေးဖို့လာတာမဟုတ်ဘူး။အခွင့်ကောင်းယူပြီးဂျီအွန်ကိုထပ်ပြီးအနိုင်ကျင့်ဖို့ကြံစီတာ။စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ဂျီအွန်ကတော့တုံ့ပြန်ဖို့စူးစမ်းနေသေးပါပဲ။အတန်တွေကြောင့်ဘေးကန်းကတငယ်ချင်းမလေးရဲ့ရီးစားနိုးလာတယ်။ဒါပေမဲ့သူကမကောင်းတာလို့မတွေးမိဘူး။ဂျီအွန်ရီးစားရနေတာပဲလို့ပဲထင်လိုက်တယ်။ဒီအချိန်မှာတော့ဂျီအွန်လည်းတုံ့ပြန်ဖို့အင်အားမရှိတော့ဘူး။စိတ်ပြက်လက်ပြက်နဲ့စပွဲပေါ်ကစုဖလားကိုယူလိုက်တယ်။အင်အားရှိသမျှနဲ့အဲ့ဒီလူရဲ့ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်။ဂျီအွန်လည်းတစ်စက္ကန့်လေးတောင်မဖြစ်နွဲတော့ဘူး။အလွန်ပင်ပန်းနှွမ်းနယ်နေတဲ့ခန္ဓာကိုယ်ကိုဆွဲခေါ်ရင်းအကူအညီတောင်းဖို့အပြင်ထွက်ဖို့ပြင်ဆင်နေတော့ဘသူထင်မလဲအဲ့ဒီလူကရုတ်တရက်လက်ဆန့်ပြီးသူမကိုပြန်ဆွဲလဲချလိုက်တယ်။ပြီးတော့အဲ့ဒီလူကအနိုင်ကျင့်တဲ့လုပ်ရက်ကိုဆက်လုပ်တော့တယ်။ရှုပ်ထွေးနေတဲ့အထဲမှာဂျီအွန်ကကျမ်းပြင်ပေါ်ကစုဖလားပိုင်းစတစ်ခုကိုကောက်ကင်လိုက်ပြီးအဲ့ဒီလူကိုအားကုန်သုံးပြီးထိုးဆိုင်လိုက်တယ်။လဲကျသွားတဲ့အဲ့ဒီလူကိုကြည့်ရင်ဂျီအွန်လည်းထိတ်လန့်နေရကနေသတိပြန်ဝင်လာတယ်။တေးရမှာကြောက်တဲ့စိတ်နဲ့အဲ့ဒီလူကအကူအညီတွေတောင်းနေပေမဲ့ဂျီအွန်ကတော့အဲ့ဒီလူအသက်ထွက်သွားတာကိုအေးဆေးပဲထိုင်ကြည့်နေတယ်။ဒီအချိန်မှာခန်းစားခဲ့ရသမျှဒဏ်ရာတွေကိုဒေါသအဖြစ်ပြောင်းလဲလိုက်တယ်။တကယ်တမ်းစိတ်အေးသွားတဲ့အချိန်မှာဂျီအွန်တယောက်လူတက်ပြီးနောက်မှာဘာဆက်လုပ်ရမှန်းမသိပဲအားကိုးရမယ်ဖြစ်နေတယ်။နောက်တစ်ဆင့်ဘာလုပ်ရမလဲသူမှမသိတော့ဘူး။အဲ့ဒီအချိန်မှာပဲတကားကောင်းကောင်းတန်တီတီတန်တန်ထွက်လာတယ်။ဂျီအွန်လည်းသတိထားပြီးတကားကိုဖွင့်လိုက်တဲ့အခါလာတာကအမျိုးသမီးရဲမီတယောက်ပါ။ဂျီအွန်ရဲ့အကြောင်းကိုသိပြီးတဲ့အခါချက်ချင်းပဲအရောက်လာခဲ့တာ။သူမကဂျီအွန်ကိုဆေးရုံခေါ်သွားပြီးစစ်ဆေးချက်တွေယူခြင်းပေမဲ့ဂျီအွန်ကအမှတ်အသားတွေကိုဆေးကြောပြီးသွားပြီ။ဒါအပြင်အခန်းထဲမှာလူတွေအလောင်းတစ်ခုရှိနေသေးတာမို့သူမဘလို့လုပ်ရဲကိုအခန်းထဲဝင်ခိုင်းပါလေ။ဒါကြောင့်ရဲမေကိုတကားဝမှာတင်ပိတ်ပင်လိုက်တယ်။ဂျီအွန်ကတော့ဒီကိစ္စပြီးပြီလို့ထင်နေတာ။ဘသူထင်မလဲနောက်နေ့မှာပဲရဲမေကသူမအလုပ်လုပ်တဲ့စက်ရုံအထိလိုက်လာပြီးစကားပြောရတာလွယ်အောင်စာရွက်နဲ့ဘောပင်မှာယူလာပေးတယ်။ဂျီအွန်ကညင်းပေမဲ့ရဲမေကတော့မလျှော့ဘူး။ငါတို့သာဘာမှမလုပ်ပဲဒီအတိုင်းနေနေရင်ဒီလူယုံမာတွေကပိုပြီးစိတ်ကြီးဝင်သွားကြလိမ့်မယ်။ပြီးရင်တခြားလူတွေကိုထပ်ပြီးအနိုင်ကျင့်အောင်ပါ။မင်းတင်မကဘူးနောက်ထပ်သားကောင်တွေအများကြီးထပ်ဖြစ်လာနိုင်တယ်လို့ပြောလိုက်တယ်။ရဲမေရဲ့စကားကဂျီအွန်ရဲ့စိတ်ကိုလှုပ်ခတ်သွားစေလို့သူမလည်းခုခံကာကွယ်မှုနဲ့ပတ်သက်ပြီးစမေးကြည့်တယ်။ရဲမေစီကတီးလိုက်ရတာကကိုရီးယားဥပဒေမှာခုခံကာကွယ်မှုဆိုတာတတ်မှတ်ချက်တအားတင်းကျပ်ပြီးအချုပ်အားဖြင့်ပြောရရင်အားကြီးတဲ့သူဘက်ကလိုက်ရောပြီးအားနည်းသူဘက်ကတင်းကျပ်တာမျိုးပါ။ဒီစကားကြောင့်ဂျီအွန်ကဥပဒေကြောင်းအရဖြေရှင်းဖို့စိတ်ကူးကိုလုံးဝပယ်ဖျက်လိုက်တယ်။သူမတွေးမိတာတခုတည်းရှိတဲ့အထောက်ထားတွေကိုဖျောက်ဖျက်ဖို့ပဲ။ဒါကြောင့်သူမလွှတ်ဆက်တစ်ခုဝယ်လာပြီးအဲ့ဒီလူရဲ့ခန္ဓာကိုယ်ကိုဖျက်တောက်လိုက်တယ်။ဒါပေမဲ့ရေခဲတက်တာကတေးလွန်းတော့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကိုထည့်လို့မရပဲခဏခဏအပြင်ကိုပြုတ်ကျလာတယ်။ဂျီအွန်လည်းတပိုင်းကိုအရင်ယူပြီးသွားပစ်ဖို့ပဲတတ်နိုင်တော့တယ်။ဒါပေမဲ့သူမအပြင်ထွက်သွားတာနဲ့လောချွေကတကားလာခောက်တယ်။သူကအတိုးကြီးရဲ့အကျွေးတွေတင်နေလို့ပြန်မဆက်နိုင်တာမို့ဂျီအွန်ရဲ့သပင်ကိုစစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဂျီအွန်စီကငွေညစ်ဖို့လာတာပါ။ကံမကောင်းစွာနဲ့ဂျီအွန်ကအလောင်းသွားပစ်နေတော့အိမ်မှာမရှိဘူး။တငယ်ချင်းဖြစ်သူရဲ့ရီးစားကလောချွေကိုမြင်တော့ဂျီအွန်ရဲ့ရီးစားလို့ထင်သွားပြီးမေးမြန်းတဲ့အခါဒီလိုယဉ်ကျေးမှုမရှိတဲ့သူကိုလောချွေကတော့ချက်ချင်းပဲအပေါ်စီးကနေအပြက်တင်ကန်းစာပေးလိုက်တယ်။ဆရာကြီးချွေတယောက်လက်ရဲဆက်ရဲနဲ့ပဲကောင်းကောင်းကြီးပညာပေးလိုက်တော့တာပေါ့။ဒါပေမဲ့သူပြောလိုက်တဲ့စကားကဆရာကြီးချွေကိုတော်တော်လေးသဘောကျသွားစေခဲ့ပုံပဲ။ဆရာကြီးချွေကတော့အဲ့ဒီနေ့ကဘလောက်တောင်အတန်ကြဲကြဲလောင်လောင်နဲ့ရုံရင်းဆန်းခတ်ဖြစ်သွားလဲဆိုတာမပြောပါနဲ့တော့။ဘယ်အချိန်တုန်းကလဲဆိုတာတော့ကျွန်တော်လည်းတေးသေးချာချာမမှတ်မိတော့ဘူးလို့ပြောလိုက်တယ်။ဒီတော့တစ်ဖက်လူကလည်းဘယ်အချိန်ဖြစ်ရအောင်မလဲ။သူအဓမ္မပြုကျင့်ခံရပါတယ်ဆိုပြီးလိန်ညာတိုင်တန်းခဲ့တဲ့အဲ့ဒီနေ့ပဲဖြစ်ရမှာပေါ့လို့ပြန်ပြောခဲ့တာ။
ဆရာကြီးချွေကတော့ဂျီအွန်းတယောက်ရဲကိုလိန်ညာတိုင်တန်းတယ်လို့ပဲတစ်ထစ်ချတွေးလိုက်ပြီးလမ်းတကာဘက်ကလိုက်ရှာပါတော့တယ်မမျော်လင့်ပဲအလောင်းဖြောက်ဖို့ပြင်နေတဲ့ဂျီအွန်းကိုတကယ်ပဲသွားတွေးလိုက်ရတဲ့အခါသူလည်းချက်ချင်းပဲနောက်ကနေအမိလိုက်ပြီးမဆိုင်ဂျီအွန်းကျွန်တော်နဲ့အတူရဲစခန်းကိုအခုချက်ချင်းခဏလိုက်ခဲ့ပေးပါလို့လှမ်းခေါ်လိုက်တာပေါ့ဂျီအွန်းကဘာဖြစ်လို့လဲရှင်လို့မေးတော့ဆရာကြီးချွေကလည်းကျွန်တော်တို့စီကိုသတင်းပေးတိုင်ကြားချက်တစ်ခုရောက်ထားလို့ပါမဆိုင်ဂျီအွန်းအဓမ္မပြုကျင့်ခံရပါတယ်ဆိုပြီးမဟုတ်မမှန်လုပ်ကြံတိုင်တန်းတဲ့အမှုကချက်ချင်းဖမ်းခံရပြီးထောင်ကျနိုင်တဲ့ပြစ်မှုမျိုးပြထောင်ဒဏ်အစစ်အမှန်ပေါ့လို့ပြောလိုက်ပါတော့တယ်ဂျီအွန်းကများနားမလည်နိုင်ပဲကြောင်အန်းဖြစ်သွားရှာပေမဲ့ဆရာကြီးချွေကတော့ဂရုမစိုက်ပဲသူ့ဘာသာသူနှုတ်ပိတ်ခအတွက်ဒေါ်လာ9000ပေးဖို့မပေးရင်တော့ရဲကိုလိန်ညာတိုင်တန်းမှုနဲ့တရားစွဲမယ်လို့ချင်းချောက်ပါလေရောဒီတော့မှပဲဂျီအွန်းလဲဒါကချင်းချောက်ငွေညှစ်ဖို့လာတာကိုဆိုပြီးအခြေအနေကိုသဘောပေါက်သွားတော့တယ်မိမိလက်ထဲမှာတည်လာတဲ့အရာကြောင့်သူနဲ့အချိန်ကြာကြီးဖတ်မလုပ်ချင်တာမို့ချက်ချင်းပဲထွက်သွားဖို့စူးစမ်းပေမဲ့ဆရာကြီးချွေကရှေ့ကိုတလန်တိုးပြီးသူမကိုဖမ်းဆွဲထားလိုက်ပြန်လို့လက်ထဲကအိတ်ကလည်းကျန်းပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်ဂျီအွန်းတယောက်ပြတလဲနဲ့အိတ်ကိုစိုက်ကြည့်နေတာမြင်တော့ဆရာကြီးချွေလည်းတိကျင်စိမ့်နဲ့အိတ်ကိုဖွင့်ကြည့်လိုက်ပြီးမင်းဒါဘာရီလဲလို့အလန့်တကြားမေးလိုက်မိတာပေါ့အပြစ်မကင်းတဲ့ဂျီအွန်းလည်းဘာမှပြန်မပြောရဲပဲလှည့်ပြီးထွက်ပြေးပါတော့တယ်ဆရာကြီးချွေကတော့သူမဟာတရားခံပဲဆိုတာချက်ချင်းသဘောပေါက်သွားပြီးနောက်ကနေချက်ချင်းလိုက်ဖမ်းတော့တာပေါ့အတော်လေးအပြေးလွှားလိုက်လံဖမ်းဆီးပြီးတဲ့နောက်မှာတော့ဂျီအွန်းတယောက်လမ်းပိတ်နေတဲ့လမ်းကြားလေးတစ်ခုထဲမှာပိတ်မိသွားပါတော့တယ်ဆရာကြီးချွေကလက်ထိတ်ကိုထုတ်ပြပြီးငြိမ်ငြိမ်လေးလိုက်ခဲ့ဖို့အချက်ပြလိုက်တဲ့အချိန်မှာဂျီအွန်းတယောက်ကတော့ဘာလို့ရမှန်းမသိပဲခေါင်းထဲပလာဖြစ်ပြီးလွတ်အောင်ပြေးဖို့ပဲစဉ်းစားနေမိတာဒါပေမဲ့ဆရာကြီးချွေကမှုလိုက်အောင်မြင်မှုရမယ့်အခွင့်အရေးကိုဘယ်လိုလုပ်အလွယ်တကူလက်လွတ်ခံပါမလဲသူကဂျီအွန်းကိုအားပြင်းပြင်းနဲ့ကန်ချလိုက်ပါတော့တယ်ဂျီအွန်းကိုအရန်ဟန်ဆောင်ကောင်းတဲ့လူတယောက်လိုပဲသူကထင်နေပြီးအရင်ကတော့အနိုင်ကျင့်စော်ကားခံရလို့ဆိုပြီးရဲတိုင်နဲ့ဒီနေ့ကျတော့လူတက်အလောင်းဖြောင်းနေတာနဲ့အမိဖမ်းမိတယ်ပေါ့လို့တွေးနေတာပေါ့ဆရာကြီးချွေကတော့ရာဇဝတ်ကောင်တွေအပေါ်ထားတဲ့သူ့ရဲ့မုန်းတီးမှုကိုယူသွစွာပဲပောက်ကွဲပစ်လိုက်ပြီးတော့မှကျန်းပြင်ပေါ်ပြုတ်ကျနေတဲ့လက်ထိတ်ကိုကောက်ကဂျီအွန်းကိုဥပဒေအရအမိရဖမ်းဆီးဖို့ပြင်တော့တာပေါ့ဂျီအွန်းကလည်းအကယ်၍လက်ထိတ်တာအခက်ခံရရင်မိမိရဲ့ဘဝတစ်ခုလုံးရစရာမရှိအောင်ပျက်စီးသွားလိမ့်မယ်ဆိုတာကောင်းကောင်းကြီးသိနေတာမို့ရုန်းကန်နေရင်းနဲ့မတော်တဆဆရာကြီးချွေရဲ့ခါကတနက်ကိုကန်ချမိသွားခဲ့တယ်ဒါကိုသတိမထားမိတဲ့ဆရာကြီးချွေကတော့ဂျီအွန်းကိုအမိရဖမ်းချုပ်ဖို့ပဲအာရုံစိုက်နေမိတာပေါ့ပြာခတ်နေတဲ့ကြားထဲကနေဂျီအွန်းတယောက်အုတ်ခဲတခဲကိုစမ်းမိသွားခဲ့ပြီးဆရာကြီးချွေကိုအပြင်းထန်ဒဏ်ရာမရစေခဲ့ပေမဲ့လည်းသူ့ကိုတော့အတော်လေးဒေါသထွက်သွားစေခဲ့ပါတယ်အရင်ကတည်းကလူတက်မှုကျူးလွန်ထားတဲ့အပြင်အခုတော့ရဲကိုပါပြန်လည်တိုက်ခိုက်လိုက်ပြီဆိုတော့အခြေအနေကတော့တကယ်ကိုဆိုးရွားသွားခဲ့ပါပြီမူလကလူတက်မှုကျူးလွန်ထားပြီးယခုတော့ရဲကိုပါတိုက်ခိုက်နေပြီး GN ရဲ့စိတ်သက်တွေတစားစီပြိုလဲသွားခဲ့ရသည်မိုးနဲ့မင်းကလည်းသူမရဲ့ကြုံတွေ့နေရတဲ့ဒုက္ခတွေကိုတနာကယူနာတက်မိပုံရသည်ချက်ချင်းဆိုသလိုပဲမိုးတဲထန်စွာရွာသွန်းလာခဲ့ပြီးသူမသည်ကြောက်လန့်တကြားနောက်သို့ဆုတ်မိသွားသည်သို့တော့မတော်တဆခုနကပြုတ်ကျသွားသည့်တနက်ကိုသွားထိမိသည်ဒီအချိန်မှာတော့ GN သည်အသက်ကယ်ကောက်ရိုးတမြင်ကိုဆွဲကင်လိုက်ရသလိုခံစားလိုက်ရသည်သူမသည်ချက်ချင်းပင်ထိုတနက်ကိုကောက်ကင်ပြီးမတက်ရက်လိုက်ကတုံလို့ခြောက်ချားစွာဖြင့်တနက်ပြောင်းဝကိုအဖိုးကြီးချွိုင်ထံသို့ချိန်ရွယ်လိုက်သည်သို့တော့အဖိုးကြီးချွိုင်ကတော့ဂယုမဆိုင်ဟန်ဖြစ်ပြစ်လေပြစ်လိုက်စမ်းပါမိမယုံမလေးရဲ့နင်းပြစ်ရဲလို့လားဟုဆိုသည် GN ကမလာနဲ့မလာနဲ့မလာနဲ့နဲ့ခုတားတော်လဲအဖိုးကြီးချွိုင်ကပြစ်လေပြစ်စမ်းပါမောင်းဖြုတ်လိုက်စမ်းဟုအော်ဟစ်ဆဲဆိုခဲ့သည်ကံကောင်းထောက်မစွာဖြင့်ပထမတစ်ချက်သည်ကြီးစံအလွတ်ဖြစ်နေခဲ့သည်သို့တော်လဲအဖိုးကြီးချွိုင်မှာတော်တော်လေးလမ်းဖြန့်သွားခဲ့ရသည် GN တကယ်ပဲတနက်ပြစ်လိုက်မည်ဟုသူလုံးဝထင်မထားခဲ့ပေသို့တော့ GN သည်တစုံတစ်ခုသောလမ်းညွှန်မှုကိုရရှိလိုက်တဲ့ကဲ့သို့သူမကိုခန္ဓာကိုစောင်းလိုက်ပြီးတနက်ပြစ်ကွက်အနေထားကိုပြင်ဆင်လိုက်ကအဖိုးကြီးချွိုင်ကိုနောက်ထပ်တစ်ချက်တိုက်ရိုက်ပစ်ထည့်လိုက်သည်အရာအလုံးငြိမ်သက်သွားပြီးနောက်မိမိကိုယ်တိုင်နောက်ထပ်လူတစ်ယောက်ကိုတတ်မိသွားပြီဆိုတာကိုသိလိုက်ရချိန်တွင် GN သည်လုံးဝထိတ်လန့်ခြောက်ခြားသွားခဲ့ရသည်မျောလင်းချက်မဲ့နေသည့်ကြားထဲကပင်သူမသည်တနက်ကိုမြောက်ကမိမိကိုယ်ကိုအဆုံးစီရင်ပြင်ဆင်လိုက်သည်သို့တော့သူမသည်အလွန်အမဲမကြေမနက်ဖြစ်မိပြန်သည်သူမကိုနာကျင်အောင်လုပ်ခဲ့တဲ့လူယုံမာတွေကဘာဖြစ်တယ်မှမခံရပဲဘာဖြစ်လို့သူမကပဲဒီလိုမျိုးတည်ဆုံးရမှာလဲ GN သည်ကြန့်ရှိနေသေးသည့်လူယုံမာနှစ်ယောက်ကိုပါခေါ်ဆောင်ပြီးငရဲတို့အတူတူဆင်းရန်ဆုံးဖြတ်လိုက်သည်မကြမီမှာပင်အဖိုးကြီးချွိုင်ရုပ်အလောင်းကိုတွေ့ရှိသွားကြသည်ကံကောင်းကျင်တော့မိုးတက်မုန်တိုင်းကြောင့်တက်တေအထောက်ထားတွေအားလုံးပြောင်းစင်အောင်စေးကြောပစ်တယ်လို့ဖြစ်သွားခဲ့သည်ကြီးစံအလွန်နှင့်ကြီးစံအစ်စ်တို့၏ပြစ်ခတ်သည့်အကွာဝေးမှာအလွန်နီးကပ်လာသဖြင့်တရက်ခံသည်လက်ဖြောင့်တနက်သမားတဦးဖြစ်နိုင်သည်ဟုသူတို့ခန့်မှန်းခဲ့ကြသည်တကယ်တော့လည်းအမှန်တရားကထိုအတိုင်းပင်ဖြစ်သည် GN သည်မမူလကတည်းကနိုင်ငံလက်ရွေးစင်အသင်း၏တနက်ပြစ်အားကစားသမားတဦးဖြစ်ခဲ့သည်ရင်မတော်တဆမှုတစ်ခုတွင်မိဘနှစ်ပါးစလုံးကွဲလွန်သွားခဲ့ပြီးသူမသည်ထိုဖြစ်ရကြောင့်စိတ်တန်ရာအပြင်းထန်ရာကစကားဖြစ်သူတဦးဖြစ်သွားခဲ့ရသည်အိမ်မက်များကိုဆွန့်လွတ်လိုက်ရပြီးတငယ်ချင်းဖြစ်သူနှင့်အတူစိတ်ယုံတစ်ခုတွင်အလုပ်ဝင်လုပ်ခဲ့ရသည်သို့တော့အလုပ်ပြန်လန်းတွင်စော်ကားဖြစ်စည်းခြင်းကိုခံရလိမ့်မည်ဟုမထင်မှတ်ထားခဲ့ပဲနောက်ဆုံးတွင်တော့လူတက်ရသည့်အထိဖြစ်လာခဲ့ရသည်တစ်သက်လုံးလူဘဝပျက်စီးသွားခဲ့ရပြီဖြစ်သဖြင့် GN သည်သူမရဲ့ကိုယ်ပိုင်နည်းလမ်းဖြင့်ကလဲစားချေရန်ဆုံးဖြတ်လိုက်သည်သို့တော့အမျိုးသမီးရဲမေသည်သူမအတွက်တရားမျှတမှုရှာဖွေပေးရန်အားမလျှော့သေးကြောင်းမြည်သူသိနိုင်အန်နီသူမကိုရာဇဝတ်မှုမှတ်တမ်းရှိသူများထဲတွင်သူမကိုစော်ကားခဲ့သည့်သူပါဝင်ခြင်းရှိမရှိကြည့်ခိုင်းနေသည်အုပ်ချုပ်ရေးဌာနကဖမ်းဆီးထိန်းသိမ်းထားသည့်လူမိုက်အုပ်စုတစုကိုလွှတ်ပေးလိုက်သည့်အချိန်နှင့်ကွက်တီဖြစ်သွားသည် GN ကိုစော်ကားခဲ့သည့်ကြန့်ရှိနေသောလူယုံမာနှစ်ဦးသည်လည်းထိုထဲတွင်ပါဝင်နေသည်ထိုလူယုံမာများကိုမြင်လိုက်ရသည့်ခဏ၌ GN သည်မတိစိတ်ကပင်ထိတ်လန့်ကြောက်ရွံ့သွားမိသည်လူယုံမာ၏ကောက်ကျစ်စင်လဲသောအကြည့်များကြောင့်သူမသည်မတိစိတ်ကပင်ရှောင်ဖယ်မိသွားသည်သို့တော့သူမ၏ရင်ထဲကနာကြီးမုန်းတီးမှုများကတော့ပုံမပြင်းထန်လာခဲ့သည်ထို့ကြောင့်သူမသည်ထိုလူယုံမာနှစ်ဦးနောက်သို့တိတ်တဆိတ်နောက်ယောင်ခံလိုက်ကသူတို့နေထိုင်ရာနေရာကိုစုံစမ်းထောက်လှမ်းခဲ့သည်ပ
ဘတ်စကားဘော်တွင်အလောင်းပိုင်းအစများတွေ့ရှိရသည့်သတင်းကိုထုတ်လွှင့်ပြသနေစဉ် GN သည်ထိုအရာများမှာသူမကိုယ်တိုင်စွန့်ပစ်ခဲ့သည့်အရာများဖြစ်ကြောင်းသိရှိနားလည်ခဲ့သည်ရဲတပ်ဖွဲ့အနေဖြင့်အမှန်တရားကိုအနည်းနဲ့အမြန်သိရှိသွားတော်မူကိုသူမသိထားသလိုသူမအတွက်အချိန်သိမ့်မကျန်တော့ကြောင်းလည်းခံစားနေရသည်သူမအနေဖြင့်ထိုလူယုံမှ2ဦးကိုအမြန်ဆုံးရှင်းလင်းပြရမည်ဖြစ်သည်သို့သော GN မလှုပ်ရှားရသေးမီမှာပင်သူမတငယ်ချင်း၏ရီးစားဖြစ်သူဒါဖန့်သည်တနက်ပြောင်းဝှက်ရှိသို့အလိုလျောက်ရောက်ရှိလာခဲ့သည်ထိုသူသည်အိမ်တွင်အကြမ်းဖက်မှုကျူးလွန်သူတဦးဖြစ်ပြီး GN ၏တငယ်ချင်းကိုမျက်နှာတစ်ပြင်လုံးဖူးယောင်ညိုမဲသွားအောင်အမြဲတစေရိုက်နှက်လေးရှိသည်ထို့ပြင်ဆုံတွေ့သည့်အချိန်တိုင်းတွင်လည်း GN ကိုစွန့်သူတဦးအဖြစ်အမြဲစော်ကားမော်ကားပြောဆိုတတ်သူဖြစ်သည်ပုံမှန်ဆိုရင်တော့ GN ကတီးခံပြီးကြော်ဖြတ်လိုက်မည်ဖြစ်တော်လဲယခုတစ်ကြိမ်တွင်မူ GN ၏စူးရှထက်မြက်လှသောအကြည့်များကြောင့်ဒါဖန့်ပင်အနှဲငယ်ကြောက်ရွံ့သွားခဲ့ရသည်သူသည်အနေရခက်စွာဖြင့်လက်ကိုတုပ်နေစဉ်ဒါဖန့်၏လက်တစ်ပြင်လုံးတွင်သွေးကွက်များပေးကျန်နေသည်ကို GN သတိပြုမိသွားသည်မိမိတငယ်ချင်းသည်နောက်တစ်ကြိမ်အိမ်တွင်အကြမ်းဖက်မှုကိုခံလိုက်ရပြန်ပြီဖြစ်ကြောင်းသူမသိရှိသွားပြီးနောက်တငယ်ချင်း၏အခန်းထဲသို့အပြေးလွှားဝင်ရောက်ကြည့်ရှုခဲ့ရာတုံ့ပြန်မှုမရှိတော့ဘဲအသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည် GN သည်အလွန်အမင်းထိတ်လန့်သွားပြီးအရေးပေါ်ဖုန်းကိုချက်ချင်းခေါ်ဆိုခဲ့တော်လဲလောမောနေသည့်အပြင်စကားထင်နေခြင်းကြောင့်ဖုန်းလက်ခံဖြေကြားသူကသူမပြောသည်ကိုလုံးဝနားမလည်နိုင်ဖြစ်နေခဲ့သည်အရေးပေါ်အခြေအနေကြောင့် GN သည်သူမ၏တငယ်ချင်းကိုကြောပိုး၍ဆေးရုံသို့အပြေးလွှားခေါ်ဆောင်သွားခဲ့ရသည်သို့သောသူမမသိရှိခဲ့သည့်အချက်မှာရခိုင်နှစ်များကကြုံတွေ့ခဲ့ရသောရေမတော်တဆမှုသည်သူမတငယ်ချင်းနှင့်ဒါဖန့်တို့၏တရားမဝင်မော်တော်ဆိုင်ကယ်ပြိုင်ပွဲကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ထိုစဉ်က GN ၏မိသားစုဝင်3ဦးစလုံးပြင်းထန်သောဒဏ်ရာများရရှိခဲ့သည်ကိုမြင်တွေ့ခဲ့ရတော့လဲသူမတငယ်ချင်းသည်အရေးပေါ်ဖုန်းခေါ်ဆို၍ကူညီပေးခြင်းပင်မရှိဘဲအခင်းဖြစ်ပွားရာနေရာမှတုတ်ချေတွင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဤညများပြားလှသောနှစ်ကာလပတ်လုံးသူမတငယ်ချင်းသည်ဤအမှန်တရားကိုအမြဲဖုံးကွယ်ထားခဲ့ပြီးရိုးသားဖြူစင်လှသော GN ကမူဘာမှမရိပ်မိပဲသူမ၏တဦးရေးသောမိသားစုဝင်ကဲ့သို့သဘောထားခဲ့ခြင်းဖြစ်သည်ဒဏ်ရာအပြည့်နှင့်ရှိနေသောတငယ်ချင်းဖြစ်သူကိုကြည့်ရင် GN ၏ရင်ထဲတွင်ဒေါသအမျက်ချောင်းချောင်းထွက်လာခဲ့ပြီးဒါဖန့်ကိုတပ်ပစ်ရန်နှင့်သူမတငယ်ချင်းကိုလွတ်မြောက်စေရန်ဆုံးဖြတ်ချက်ချလိုက်သည်ဒါဖန့်တယောက်အိမ်ယာဝင်းတိုက်ခန်းတကားဝတွင်စစ်လိတ်တောက်နေသည်ကိုမြင်သောအခါ GN သည်သူ၏ကားမှန်ကိုရည်ရွယ်ချက်ရှိဖြင့်ရိုက်ခွဲလိုက်သည်လုံခြုံရေးအချက်ပေးတံကိုကြားပြီးနောက်ဒါဖန့်သည်ကားပါကင်အတွင်းသို့အလျင်မြန်လျှောက်လန်းလာခဲ့သည် GN ကမူဘာစကားများမဆိုဘဲလှည့်ထွက်သွားခဲ့သည်ဒါဖန့်တယောက်ကြောင်အန်းဖြင့်အနားသို့လျှောက်လာပြီးကြည့်လိုက်ရာမိမိမျက်နှိုးလာသောကားလေးမှာအပေါက်ကြီးဖြစ်အောင်အခွဲခံထားရသည်ကိုတွေ့ရှိသွားသဖြင့်ချက်ချင်းပင်ဒေါသပေါက်ကွဲသွားခဲ့သည်သူကနင့်ဦးကောင်းကိုရိုက်ခွဲပစ်တာကိုစောင့်နေလိုက်ဒီဘက်ကိုလာခဲ့စမ်းခုအော်ဟစ်ဆဲဆိုကတေချင်းစိုးမဒီနေ့ကနေ့ရဲ့တေနေပဲခုလိုက်လံကျိမ်းမောင်းခဲ့သည်ထိုစဉ် GN သည်အိတ်ထဲမှတနက်ကိုထုတ်ယူကာသူ့ကိုဓာတ်ရိုက်ပစ်တက်လိုက်သည်မကြမီမှာပင်ဒါဖန့်၏ရုပ်အလောင်းကိုတွေ့ရှိသွားကြသည်ဤဖြစ်ရပ်သည်လည်းလက်ဖြောင့်တနက်သမားတဦး၏လက်ချက်ဖြစ်ကြောင်းသိရှိရသည်ရဲတပ်ဖွဲ့သည်တဲလုံစာများကိုလိုက်လံစုံစမ်းရင်းဆေးရုံတွင်ရှိနေသော GN ၏တငယ်ချင်းထံသို့ရောက်ရှိသွားခဲ့သည်သူမတငယ်ချင်းနှင့် GN တို့၏ဆက်ဆက်မှုကိုသိရှိသွားပြီးနောက်တွင်မူအရာအလုံးသည်ထင်ရှားရှင်းလင်းသွားခဲ့တော့သည်နိုင်ငံလက်ရွေးစင်တနက်ပြအားကစားသမား GN ၏စော်ကားခံရမှုအမှုတွေကိုပထမဆုံးလက်ခံကင်တွယ်ခဲ့သူမှာလည်းအဖိုးကြီးချွိုင်ပင်ဖြစ်သည် GN ကပဲတရားခံဖြစ်မယ်လို့ထင်တယ်အမှုတစ်ခုကိုကင်တွယ်တဲ့အခါတက်တေထောက်ထားကသာအဓိကပဲအရင်ဆုံးချွဲ GN ကိုစိတ်ခေါ်လိုက်ပါနင်ကလူတက်ရတာအဲ့လောက်လွယ်တယ်ထင်နေတာလားသူမရဲ့ပုံစံကိုကြည့်ပြီးတော့နင်ကတန်တရားဝင်နေတော့မေးလားမျိုးသမီးရဲမေဤစကားများကမျိုးသားရဲရာရှိဤတန်တရားများကိုမချေဖြတ်နိုင်ခဲ့ပြီသူသည် GN ၏အိမ်သို့တိတ်တဆိတ်ရောက်ရှိလာပြီးတဲလုံစာရှာဖွေရန်တကားကိုဖျက်ဆီးဖွင့်လှစ်ဖို့ပြင်ဆင်နေစဉ်အလုပ်ကိစ္စဖုန်းခေါ်ဆိုမှုတစ်ခုကြောင့်သူ၏လှုပ်ဆောင်ချက်ရပ်တန့်သွားခဲ့သည် GN သည်မိမိကိုယ်ကိုတန်တရားပွားခံနေရပြီဖြစ်ကြောင်းရိပ်မိသွားပြီးနောက်လူယုံမာများထဲမှတဦး၏နေအိမ်သို့ချက်ချင်းရောက်ရှိသွားခဲ့သည်뭐 이런 미친년이 다 있어.ထိုသူသည်နာကျင်လွန်းသဖြင့်အော်ဟစ်ညည်းညူနေတော့လဲ GN တွင်မူစိုးစင်းမြတနာညာတာစိတ်မရှိဘဲတေစီလောက်သည့်အချက်ဖြင့်တိုက်ရိုက်ပစ်ခတ်လိုက်သည်နောက်တစ်နေ့တွင်ထိုလူယုံမာ၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပြီးတိကျသေးကြသောတစ်ချက်တည်းပစ်ခတ်မှုပင်ဖြစ်သည်သို့သောရဲမေကမူ GN ပေါ်တန်တရားရှိမှုကိုပယ်ဖျက်ပေးခဲ့သည်အဘဲကြောင့်ဆိုသောရခင်ကတေဆုံးခဲ့သည့်အဖိုးကြီးချွိုင်နှင့်ဒါဖန့်တို့သည် GN နှင့်ဆက်ဆက်မှုရှိတော်လဲယခုတေဆုံးသူနှင့်မူသူမတွင်မြည်သည့်ပတ်သက်မှုများမရှိသောကြောင့်ဖြစ်သည်သို့သောမကြမီမှာပင်ထိုကောက်ချက်မှာမှားယွင်းကြောင်းတက်တေပြနိုင်ခဲ့သည် GN ယူဆောင်သွားခဲ့သောသပင်ပုတ်၏စစ်ဆေးချက်ရလက်ထွက်ပေါ်လာပြီးနှိုင်းရှင်ချက်များအရထိုသပင်မှာယခုလေးတင်တေဆုံးသွားခဲ့သည့်လူယုံမာ၏သပင်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်ဤဒီမှာရဲမေလုံးဝမျှော်လင့်မထားသည့်အချက်ပင်ဖြစ်သည်သို့သော GN ၏ငွေရပါစိတ်ရင်းမှာမဆိုးရွားကြောင်းသူမသိရှိထားသဖြင့် GN ၏အိမ်သို့လာရောက်ကအနံ့ရန်ဖြောင်းဖျဖို့ကြိုးစားခဲ့သည်သို့သော GN ကအိမ်တွင်မရှိပေရဲမေသည် GN ၏ဒိုင်ယာရီစာအုပ်ကိုတွေ့ရှိသွားခဲ့ပြီးထိုအထဲတွင်သူမစော်ကားခံရမှုများနှင့်လူတက်ခဲ့သည့်ဖြစ်စဉ်တစ်ခုလုံးကိုမှတ်တမ်းတင်ထားသည်ရဲမေသည်အလွန်အမင်းတုန်လှုပ်ခြောက်ခြားသွားခဲ့စဉ် GN ကသူမ၏နောက်ွယ်မှရုတ်တရက်ပေါ်လာပြီးရဲမေကိုရိုက်နှက်ကာသတိမေ့သွားအောင်ပြုလုပ်ခဲ့သည်ရဲမေသတိရလာချိန်တွင်ကလထိုင်၌ကျိုးဖြင့်တုံနှောင်ခံထားရပြီး GN ကတနက်ကိုကင်ဆောင်ထားသည်ရဲမေက GN ကိုအလင်းဝင်ရန်နှင့်မိမိအနေဖြင့်ကူညီပေးမည်ဖြစ်ကြောင်းအလင်းမြန်ဖြောင်းဖြပြောဆိုခဲ့သည် 어떻게 도와주시게요? 법도 못 도와주는데 지은 씨 후회할 선택하지 마요.
후회해도 어쩔 수 없죠. 내 선택인데. ဒါပေမဲ့ GN ၏တက်သားလာသောသဘောထားကိုမြင်တွေ့ရပြီးနောက်ရဲမေသည်သူမ၏ညီမဖြစ်သူအကြောင်းကိုအလင်းအမြန်ပြောပြခဲ့သည်သူမ၏ညီမသည်လည်းအလဲတန်းကျောင်းသူဘဝကစော်ကားခြင်းခံခဲ့ရပြီးထိုအချိန်မှစ၍စကားမပြောတော့ဘဲနေခဲ့သည်ကျုံးလုံသူများကမူလွန်ငင်းချမ်းသာခွင့်ဖြင့်တက်တောင့်တက်တာနေထိုင်နေကြဆဲဖြစ်သည်ဒါပေမဲ့ဒါကပြဿနာကိုမဖြေရှင်းနိုင်ဘူးနင်လဲဒါကလည်းအမျိုးသမီးရဲမေအနေနဲ့ GN ကိုကူညီပေးခြင်းရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဒါပေမဲ့ရဲမေရဲ့ညီမအရင်တောင်တရားမျှတမှုမရရှိခဲ့တာမို့တာမန်လူတွေဆိုရင်ပိုလို့တောင်ဝေးဦးမှာပေါ့GN ကတော့တုံဆိုင်မှုမရှိဘဲရဲမေရဲ့ပါဇက်ကိုတိတ်နဲ့ပိတ်လိုက်ပြီးသူမရဲ့ဘဝတက်တန်းတစ်လျှောက်ပထမဦးဆုံးအကြိမ်ဖြစ်မိတ်ကပ်ပြင်ဆင်ခဲ့ပါတယ်။ထို့နောက်စက်ယုံမှုကိုဒီမှာတွေ့ဆုံဖို့ message ချပို့ပြီးချင်းဆိုလိုက်ပါတယ်။စက်ယုံမှုဟာ GN ပေါ်မယိုးသားတဲ့စိတ်နဲ့တတွေးရီယိုနေခဲ့တာကြာပြီဖြစ်ပေမဲ့ဘယ်တော့မှအခွင့်မတာခဲ့ပါဘူး။သူကအခန်းထဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ရောက်ရှိလာပြီး GN နဲ့ကောင်းကောင်းကြီးပျော်ပါဖို့အတွက်မိမိကိုယ်ကိုစေးတစ်ချက်ထိုးလိုက်ပါတယ်။ဒါပေမဲ့ GN ကအခန်းထဲဝင်လာတာနဲ့အမျှတနက်ကိုမြှောက်ပြီးသူ့ကိုချက်ချင်းတစ်ချက်ပစ်ခတ်လိုက်ပါတယ်။ 뭐야? 아이씨 따라와. အမျိုးသားကတကားကိုတွန်းဖွင့်ပြီးဘာဖြစ်တာလဲလို့လာရောက်မေးမြန်းပါတယ်။ဒါပေမဲ့ GN ကလှည့်ကြည့်ပြီးတနက်ကိုမြောက်ကသူ့ကိုလည်းနောက်ထပ်တစ်ချက်ပစ်ခတ်လိုက်ပြန်ပါတယ်။ထိုအမျိုးသားဟာချက်ချင်းပဲနာကျင်လွန်းလို့အော်ဟစ်အော်ညင်းနေပါတယ်။သူကတော့ GN ကိုစော်ကားခဲ့တဲ့နောက်ဆုံးလူယုံမှာပဲဖြစ်ပါတယ်။သူက GN ကိုမရက်မနာတောင်းပန်တိုးရှိုးနေပေမဲ့နောက်မှန်ယုံမျှတာရှိပါတော့တယ်။ထိုညက GN လည်းသူတို့ကိုအသေးအတန်ငိုယိုတောင်းပန်ခဲ့ပူပါတယ်။ဒါပေမဲ့သူတို့ကတော့ပို့ပြီးတော့တောင်စိတ်လှုပ်ရှားစွာနဲ့ GN ပေါ်ရရက်ဆက်ဆက်ကျူးလွန်ခဲ့ကြတာပါ။နင်ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ။ GN ကတေးစီလောက်တဲ့အချက်ကိုပြစ်ခတ်ဖို့ပြင်ဆင်နေစဉ်မှာပဲကျိုးတုံနှောင်ထားရာကနေရုံထွက်လာနိုင်ခဲ့တဲ့အမျိုးသမီးရဲမေကလူတွေကိုခေါ်ပြီးအချိန်မီရောက်ရှိလာပါတယ် 씨, 총 내려요. 이러다 지은 씨도 죽어요. 총 내려요. 이미 전 그날 죽은 거예요. 내가 이 벌레들한테 당한 날. 이러지 마요. 여기서 그만둬야 돼요. 너무 멀리 왔어요. 안 돼요. 지은 씨, 살아야지. 살아서 세상에 얘기해야지. 얼마나 답답하고 억울했는지, 얼마나 무섭고 외로웠는지, 얼마나 그냥 평범하게 살고 싶었는지, 얼마나 이제껏 아팠는지. မျိုးသမီးရဲမေရဲ့ဖြောင်းဖြစကားတွေက GN ကိုမျှော်လင့်ချက်အလင်းစလေးမြင်တွေ့စေခဲ့တယ် ။သူမဟာလက်နက်ကိုအောက်ချပြီးအမျိုးသမီးရဲမေစီကိုဖြည်းဖြည်းချင်းရှောက်လန်းသွားခဲ့တယ်။ဒါပေမဲ့ကွက်တီအဲ့ဒီအချိန်မှာပဲအမျိုးသားဖြစ်သူကအခွင့်ကောင်းယူပြီးတနက်ကိုကောက်ယူကာ GN စီကိုချိန်ရွယ်ပစ်ခတ်လိုက်တယ်။တနက်မှန်ပြီးလဲကျသွားတဲ့ GN ကိုကြည့်ရင်သူ့ရဲ့နှုတ်ခမ်းထောင်းကနေမကောင်းဆိုးဝါးဆန်တဲ့ပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။ရဲတွေအနားရောက်လာတဲ့အခါမှာတော့သူကချက်ချင်းပဲမျက်နှာမူအရာအတစ်တစ်ခုကိုပြောင်းလဲလိုက်ပြန်တယ်။ 미친년이 아파요. 응급차 좀 불러주세요. အမျိုးသမီးရဲမေကတော့မယုံကြည်နိုင်တော့အောင်ဖြစ်ပြီးနေရာတင်ကြောင်အန်းနေခဲ့တယ်။တေလူမျိုးပါဖြစ်နေတဲ့ GN နဲ့အပြစ်ဒဏ်ကြီးမားလာတဲ့လူယုံမာတို့ကိုကြည့်ရင်သူမဟာဘဝမှာအခက်အခဲဆုံးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ရပါတော့တယ်။ဒီရလက်နဲ့ပတ်သက်ပြီးအဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းကနှုတ်ဆက်ပြီးဖုံးကွယ်ပေးဖို့သဘောတူခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲတငယ်ချင်းဖြစ်သူကလည်း GN ခြံထားခဲ့တဲ့စာကိုမြင်တွေ့သွားခဲ့တယ်။တကယ်တော့ GN ဟာလွန်ခဲ့တဲ့နှစ်တွေကဖြစ်ပွားခဲ့တဲ့ရင်တိုက်မှုရဲ့အကြောင်းရင်းကိုစောစောစီးစီးကလေးကသိရှိနေခဲ့တာပါ။ငါနင့်ကိုတခါမှမနာကြည့်ခဲ့ဘူးပါဘူး။အဲ့ဒါနင့်အပြစ်မဟုတ်ဘူးဆိုတာငါသိပါတယ်။နင်ငါအတွက်လုပ်ပေးခဲ့တာတွေကလုံလောက်နေပါပြီ။ဒါကြောင့်ငါအတွက်နဲ့နောက်ထပ်စိတ်မကောင်းမဖြစ်ပါနဲ့တော့။တောင်းပန်ရမှာကငါတို့စီကမဟုတ်ပဲဒီကဘာကြီးကသာငါတို့ကိုတောင်းပန်ရမှာ။နင်ရောငါရောဘာမှမမားခဲ့ကြဘူး။ငါတို့မှအပြစ်မရှိပါဘူး။လောင်ပြောင်တရောစရာကောင်းတာကတော့အဲ့ဒီမျိုးသားကတေဆုံးမသွားပဲအသေးပဲပေါက်ပြဲသွားခဲ့ပြီး GN နဲ့တခန်းထဲမှာပဲစေကူတာမှုခံယူနေရတာပါ။ GN ကတော့အုံနောက်ထိခိုက်မိသွားတဲ့အတွက်သတိမိမျောနေပြီးတေဆုံးနေတဲ့လူနာတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ပိုပြီးလောင်ပြောင်တရောစရာကောင်းတာက GN ဟာမတေဆုံးခင်ကအင်္ဂါအစိတ်ပိုင်းလှူဒန်းဖို့လက်မှတ်ရေးထိုးခဲ့တာကြောင့်သူမအုံနောက်တေဆုံးသွားပြီလို့အတည်ပြုလိုက်တာနဲ့အင်္ဂါအစိတ်ပိုင်းအစားထိုးကူတာမှုလုပ်ငန်းစဉ်တွေကအလိုလျောက်စတင်သွားမှာဖြစ်ပါတယ်။အဲ့ဒီအစိတ်ပိုင်းကိုအစားထိုးရယူမဲ့သူကတော့ GN ကိုစော်ကားခဲ့တဲ့အမျိုးသားပဲဖြစ်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အမျိုးသမီးရဲမေဟာကောင်းကင်ကြီးပြိုကျလာတယ်လို့ခံစားလိုက်ရတယ်။မကြခင်မှာပဲ GN ဟာအုံနောက်တေဆုံးသွားပြီလို့အတည်ပြုခြင်းခံလိုက်ရပါတယ်။ရဲမေဟာဒေါသတကြီးနဲ့လူနာခန်းထဲကိုရောက်လာခဲ့တယ်။သူမဟာအမျိုးသားရဲ့အောက်ဆီဂျင်မျက်နှာဖုံးကိုဖြုတ်ပြီးသူ့လက်နဲ့ကိုယ်တိုင်အဆုံးစီရင်ပေးဖို့ပြင်ဆင်လိုက်ပေမဲ့လက်မတင်လေးမှာပဲသူမဟာကိုပြန်လှည့်လိုက်ပြီး GN ရဲ့အောက်ဆီဂျင်မျက်နှာဖုံးကိုသာတွေ့ဝေခြင်းမရှိပဲဖြုတ်ချလိုက်ပါတော့တယ်။ဘာပဲဖြစ်ဖြစ်တေဆုံးခြင်းက GN အတွက်တော့အကောင်းဆုံးလွတ်မြောက်ခြင်းဖြစ်နိုင်တယ်လို့သူမရဲ့အင်္ဂါအစိတ်ပိုင်းတွေကလည်းအသက်ရှင်လှုပ်ရှားမှုမရှိတော့တဲ့အတွက်အစားထိုးကုသလို့မရနိုင်တော့ပါဘူး။ထိုမျိုးသားကတော့ချို့ယွင်းနေတဲ့ခန္ဓာကိုယ်ကြီးကိုဆွဲဆန့်ပြီးနာကျင်စွာနဲ့ဆက်လက်အသက်ရှင်နေရပါလိမ့်မယ်
ဒီရုပ်ရှင်ကပြင်းထန်တဲ့လက်တွေ့ဘဝအမှန်တရားတစ်ခုကိုဖော်ထုတ်ပြသသွားခဲ့တာဖြစ်ပါတယ်စနစ်တစ်ခုကတားကောင်ဖြစ်ရသူကိုမကာကွယ်ပေးနိုင်တဲ့အခါမှာအဲ့ဒါဟာရာဇဝတ်မှုကိုခွင့်ပြုပေးနေတာဒါမှမဟုတ်အားပေးအားမြောက်ပြုနေတာနဲ့အတူတူပဲဖြစ်ပြီးတစ်ဖက်မှာလည်းပိုပြီးအနေရကြီးတဲ့ရာဇဝတ်ကောင်တွေကိုကိုယ်တိုင်ဖန်တီးပေးနေတာလည်းဖြစ်ပါတယ် GN ရဲ့ကလေးစားချေခြင်းခီးလန်းကတော့အကူအညီမဲ့နေတဲ့တားကောင်ဘဝကနေစနစ်ကြီးရဲ့တဖြည်းဖြည်းချင်းတွန်းပို့မှုကြောင့်6ကန်းပါးတွေကိုကြာဆင်းသွားခဲ့ရတဲ့မလွဲမသွေရင်ဆိုင်လိုက်ရတဲ့ရလဒ်တစ်ခုပဲဖြစ်ပါတယ်